လူတွေကကိုမမြင်ဘူးသေးတဲ့အရာတွေကိုတွားရောက်လေ့လာရတာကိုသဘောကျကြပါတယ်ကျွန်တော်လည်းဒီလိုပါပဲဒီနေ့မှာတော့ကျွန်တော်တခါမှမမြင်ဘူးသေးတဲ့နှင်းတွေကိုရှာဖွေဖို့အတွက်မနာလီကိုရောက်လာခဲ့ပါတယ်ခုကတော့မနာလီမှာရောက်ရှိနေပြီဖြစ်ပါတယ်။ဒီကေဒီနေ့ကအေးလားဆိုတော့အေးပေါ့နော်15ဒီဂရီလောက်ပဲရှိတယ်။အဲတော့နေလို့အဆင်ပြေရပေါ့နော်။ဒါပေမဲ့ဒီမှာရှိတဲ့တောင်တန်းလေးတွေကတော့ရေခဲတောင်လေးတွေစပြီးမြင်နေရတယ်ပေါ့နော်မနာလီကိုရောက်တော့ထူးထူးသွားလဲဖို့တော့မစင်စားတော့အေးစေးနေမယ်နှင်းကြတာကိုစောင့်မယ်ဒါပေမဲ့နှင်းကမကြောက်မကြတဲ့ပြင်ခဲနေတဲ့ရေတွေအောင်မပေါ့နော်ပျော်ကုန်တယ်ခဲဒီတော့ကျွန်တော်တို့အနီးနားတစ်ဝက်ကိုသွားပြီးတော့လဲကြည့်ကြရအောင်ပထမဦးဆုံးအစားတောက်လေးနဲ့စားကြမယ်မနာလီရောက်တဲ့အခါမှာမီးစမ်းကြည့်တဲ့နာကစစ်တူကျွန်တော်တို့ရဲ့ဒီပေါက်စီနဲ့ပုံစံတူရဒါပေမဲ့အရသာတော့မတူဘူးသူကဂျုံကိုအချင်းပေါက်ပြီးတော့ဟင်းခတ်မွေးချိုင်နေထည့်ထားတာဒီမှာကတက်တက်လွတ်စားတဲ့လူတွေများရတဲ့ကြောင့်မလို့ကျွန်တော်တက်တက်လွတ် version ကိုပဲမြည်ဆန်းခဲ့တယ်ကျွန်တော်ရဲ့အကြိုက်တော့အရင်တော့မဟုတ်ဘူးပေါ့နော်ကဲအခုရောက်ရှိနေရတော့ Hitimba Dewi ဖះเจ้าမဖြစ်ပါတယ်ဒါဟိန္ဒူဖះเจ้าဖြစ်ပါတယ်ဒီ Hitimba Dewi ဆိုတာတော့ဗမာလက်ဖះရဲ့ပေါ့နော်ဒီဇနီးလောင်ဖြစ်တယ်ပေါ့နော်ဒီဇနီးလောင်ကိုရည်စူးပြီးတော့ကိုးကွယ်ထားတဲ့ဖះเจ้าဖြစ်ပါတယ်1553ခုနှစ်မှာစပြီးတော့တည်ထားကိုးကွယ်ခဲ့တာဖြစ်ပါတယ်ဆိုရင်မနာလီမှာနာမည်အကြီးဆုံးဘုရားကျောင်းဟိန္ဒူဘုရားကျောင်းဖြစ်ပါတယ်ပြီးတော့အနောက်မှာတွေ့နေရတဲ့လူတွေပေါ့နော်အဲ့ဒါဆိုရင်ဒါဒီမှာဝိစုံပေါ့နော်ဒေသခံဝိစုံတွေငားပြီးတော့ဓာတ်ပုံရိုက်နေတဲ့လူတွေအများပြားကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်ပြီးတော့ဒီဘုရားကျောင်းကိုလာဖို့တော့ပေါ့နော်ဝင်ကြီးရတော့ဝင်ကြီးမရှိပါဘူးဒီကျောင်းတော်ရဲ့နားမှာလည်း Hitimba Amusement Park ဆိုပြီးတော့ရှိပါတယ်သူရဲ့ view ကလည်းလှပါတယ်ကဲနောက်တစ်ရက်မှာတော့ကျွန်တော်က hostel ကဒီမိတ်ဆွေတွေနဲ့အတူပေါ့နော်မနာလီမှာတောင်းတက်ခဲ့ပါတယ်ဒီမှာတော့ကျွန်တော်ရေခဲတော့တွေ့ခဲ့ရပါတယ်အားလုံးကလည်းမရေခဲနေပြီကြည့်ဆိုပြီးတော့လမ်းပြလို့ကျွန်တော်ဗီဒီယိုရိုက်ထားတာပါ Do it. Yeah. Just one more time. Slowly. Just. Yeah, but that's why like you can just in a dabba the marriage. ကဲမနာလီမြို့ထဲမှာဘာလေးလဲစရာရှိလဲဆိုရင်တော့ဒီတောအုပ်ကြီးလည်းအပေါအောင်ပဲဖြစ်ပါတယ်ကျွန်တော်ထင်တာကထင်းရှူးပင်နေလို့တော့ထင်တယ်ပေါ့နော်ထင်းရှူးတောအုပ်ပေါ့ဒီထင်းရှူးတောအုပ်ကဆိုရင်သူကအိုးမနာလီမြို့ဟောင်းနဲ့မနာလီမြို့တစ်ကိုချိတ်ဆက်ပေးထားတဲ့နေရာဖြစ်ပါတယ်မီးနဲ့20လောက်တော့လမ်းလျှောက်ကားတယ်ပေါ့နော်မော်ရိုကိုအိုတောင်ကနေပြီးတော့ဒီနေရာကကြတော့သူကအဲ့ဒီမော်ရုပ်ဘက်ကဝင်တဲ့ခါကျရင်သူကလက်မှတ်ကောက်ဦးလေလို့ဝဲရတယ်ဒီအနောက်ဘက်ကဝင်တဲ့ခါကျရင်အမြဲတမ်းအဆောက်မရှိတဲ့ခါကျတော့ဒီအိုးတောင်းဘက်ကပေါ့နော်အိုးမနာလီဘက်ကဝင်မယ်ဆိုရင်အဆောက်မရှိတဲ့အတွက်ကြောင့်မလို့သူကလက်မှတ်ကမပေးရအောင်မတစ်ခါကျရင်တော့ရှိတတ်တယ်လက်မှတ်ကတော့20ဆိုတော့ဘယ်လောက်မှတော့မရှိဘူးပေါ့နော်ဒါပေမဲ့တစ်ခါကျရင်တော့ပေးလိုက်လို့ရတယ်တစ်ခါကျရင်တော့ပေးစရာမလိုဒီတောအုပ်ထဲမှာပဲဒီကကိစ္စဥရှင်လိုမျိုးအဲ့လိုတေးလေးရှိရပေါ့နော်ငှက်တွေကိုပြတ်သားထားတာဒါပေမဲ့တိတိကျကျတင်းတော့ပြုလုပ်ထားတာမဟုတ်တဲ့ကြောင့်မလို့စိတ်ဝင်စားဖို့လည်းမကောင်းတယ်လို့ငှက်တွေကလည်းရန်တနာဖို့ကောင်းတယ်ခုတွေ့နေရတော့မနာလီမော်ရုတ်ပေါ့နော်မနာလီမော်ရုတ်ကတော့အမြဲတမ်းဘလို့လူတွေများပြီးတော့ရှိနေတယ်ဒါပေမဲ့ဒီမှာပေါ့နော်ဈေးဝယ်ရတာတခြားမျိုးတွေတက်ပို့ပြီးတော့တတ်တာရဲ့အနှွေးထည်တွေကပြီးတော့ဒီကျွန်တော်စောင့်တာ2ပတ်လောက်ရှိပြီနေ့ကလည်းလုံးဝမကြောက်ဘူးဆိုတော့ကျွန်တော်နောက်တစ်နေရာကိုသွားဖို့အတွက်ဆိုပြီးတော့အဲ့ဒီမှာသူတို့ site seeing tour ဆိုပြီးတော့စစ်စူးကိုလုတ်တဲ့ဒီကားလေးရှိရပေါ့နော်အဲ့ဒါကျတော့ government ကနေလုတ်တဲ့ဟာဆိုတော့သူက booking တင်ရတာအရန်ခက်တယ်ဒါပေမဲ့ကျွန်တော်တရက်ကို29ရက်နေ့မှာရလိုက်တာပေါ့နော်အဲ့ဒီဟာအတွက်ကိုကျွန်တော်သွားဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာပဲ26ရက်နေ့မှာကျွန်တော်ကအစားတောက်မှာပြီးတော့
ဝမ်းသွားတာလုံးဝမိချက်ပဲနဲ့လူကလည်းလုံးဝပြိုင်နေပြင်သူကလုံးဝအဲ့လိုနှစ်ပတ်ဆက်တိုက်ပေါ့နော်ဝမ်းကဆက်သွားနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမှာလည်းဆက်မနေတော့ဘူးအဲ့လိုစီစူးဘက်လည်းမသွားလိုက်ရဘူးပေါ့နော်နောက်သွားဖို့တပတ်သွားမိရဲ့အချိန်မှာလက်မှတ်ကလုံးဝမရှိတော့အခါကျတော့ကျွန်တော်အော်တော်ဘီကမနာလီမှာမသွားတော့နောက်တစ်မျိုးပြောင်းမယ်ဆိုပြီးတော့နောက်တစ်မျိုးကိုပြောင်းလိုက်တာပဲဖြစ်ပါတယ်ကဲနောက်တစ်မျိုးကပဲမျိုးဖြစ်မလဲဆိုတော့ကိုတော့နောက်ဗီဒီယိုမှာဆက်လက်ဆောင်ကြည့်ပေးပါအောင်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်မလဲကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ပါမယ်ခင်ဗျာဒီမျိုးကိုတောင်လက်ကားမျိုးလို့လည်းခေါ်ပါတယ် 3ED ရဲ့ရိုက်ကူရနေရတစ်ခုလည်းဖြစ်ပါတယ်ဒီတောင်ပေါ်မှာရှိတဲ့မြောက်တရားပေါ့နော်တခြားမြောက်တွေနဲ့တူသူကဟာမှုမှာအကုနေလာတယ်နည်းနည်းတော့ဆိုပါတယ်